အားလုံးပဲလာခင်ဗျဒီနေ့မှာတော့စိတ်လှရှောက်ဝဲတွေ့ကြုံတစ်ခုရဖို့နောက်ကမြင်နေရတဲ့တန်းဖိုးသန်းရဲကြီးကိုစီးမှာပဲဖြစ်ပါတယ်ခင်ဗျအခုကလေကျွန်တော်တန်းဖိုးသန်းရဲကြီးရှိတဲ့နေရာအိုဆာကာစိတ်ကမ်းပူတာကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အိမ်ကနေထွက်လာတာ15မိနစ်လောက်တော့ကြာတယ်ဒီအထီကိုလေဟိုရှိမှရဲကြီးကိုလှမ်းမြင်နေရတယ်စိတ်ကမ်းဖြစ်လို့လားမသိဘူးလေကတော့တဖြည်းဖြည်းပဲလေကတော့မတရားတိုက်ဒီနေ့ကဘာလုပ်မလဲဆိုတော့ခုကတော့လေအခုက3နာရီ4နာရီထိုးတော့မယ်အရင်ဆုံးဒီရှေ့ရဲကြီးရှိတဲ့နေရာကိုရင်သွားမယ်အဲ့ဒီရဲကြီးနားမှာကshopping mall တို့နေပန်းချံလေးတို့ရှိမယ်လို့တော့ပြောတယ်အဲ့ဒါလေးတစ်ချက်ရင်သွားကြည့်မယ်အပေါ်ဆုံးတော့မတက်သေးဘူးသူကလေညဘက်မှာဒီရဲကြီးကမီးအောင်ထုံနေတယ်တော်တော်လေးလှတော့လေကျွန်တော်ညနေ9နာရီထိုးလောက်မှဒီရဲကြီးပေါ်တက်မယ်ခုကစိတ်ကမ်းမျိုးဖြစ်တဲ့အတွက်လေနေဝင်စည်းစာမြင်ကွင်းအောင်တော်တော်လေးမိုက်တယ်နေဝင်စည်းစာကိုရင်ကြည့်မယ်ပြီးကမှဒီဟက်ကြီးပေါ်တက်မယ်ပေါ့လေရှေ့မှာဟက်ကြီးမြင်နေရမိုက်တယ်တော်တော်လေးမိုက်တယ်ဒီဟက်ကြီးကလေဘယ်လိုပြောမလဲတစ်ချိန်လုံးကကမ္ဘာအကြီးဆုံးဟက်ကြီးစင်းရင်ဝင်ခဲ့ဘူးတယ်ပေါ့လေဒီညဘက်မီးအောင်လဲဆိုဒီဟက်ကြီးကတော်တော်လေးလာတယ်ကျွန်တော်ဓာတ်ပုံမှာမြင်ရသလောက်လို့လေကဲရဲကြီးနာခဏသွားမယ်နော်ကျွန်တော်ရှေ့ကမြင်နေတာတင်းမောကြီးနဲ့တူတယ်တခြားတော့မသိဘူးအဲ့ဒါလေးတစ်ချက်သွားကြည့်ဟိုဒီအနီရောက်လေးနဲ့မြင်နေရတဲ့ဥစ္စာကအိုဆာကာငါးပြလေသူကဘလို့လဲဆိုရက်ကငင်ငင်လေးနဲ့သွားနေတာရက်ကအရန်ခါမနေဘူးငင်ငင်လေးနဲ့စီးရမယ်ပုံစံဟက်ကြီးကအောက်ခြေကိုသွားကြမယ်ခင်ဗျာကျွန်တော်နေလိုက်ခဲ့ပါဝါတော်တော်လေးတာရတယ်ဗျာတော်တော်လေးตายရလေစိတ်ကန်းဆိုတော့လေဟောတော်တော်လေးတော့ตายရတယ်ဒီဟက်ဂျီနာရဲ့ပတ်ဝန်းကျင်ဝါရှိမတရားကြီးနေဒီတရားကြီးကိုဒီဟက်ဂျီပေါ်ကနေမြင်ရတဲ့ feeling ကိုတော်တော်မိုက်ပါကိုဒီဟက်ဂျီရဲ့အောက်မှာပေါ့လေဒီကဘာလေးရှိမလဲတစ်ချက်လိုက်ကြည့်နော်ဝါမိုက်တယ်ကွာရေပန်းလေးနဲ့ရှင်းမရေပန်းလေးနဲ့ဝါဒီမှာရေရှိမှာလေးဟပ်ပုံတန်လေးတိုင်းလွင့်နေကြမတက်ကြလို့တိကလေးကိုကျွန်တော်မမြင်ဘူးတိကလေးကိုကျွန်တော်မမြင်ဘူးဟုတ်လားကြလေလူများဆိုမိသားစုပုံစံမျိုးလေးမိသားစုများမယ်နော်ကလေးနဲ့လာကြတာလေဆိုတော့ကောင်းဒီက family မဲ့ပါရှိသေးတယ်နည်းနည်းပေါ့လေဖိုင်လီမဲ့ရှိတော့နည်းနည်းကောင်းတော့ပေါ့လေဖိုင်ဆိုင်နည်းနည်းစားလို့ရတယ်ဒီရဟတ်ကြီးနဲ့လေဒီငါးပြတိုက်ကအရင်မွေးမှာကက်လျက်ပဲရှိတယ်ဒီမှာကရဟတ်ဆိုရင်ဒီဘက်မှာငါးပြတိုက်တော်တော်လေးနီးတယ်လို့ပြောလို့ရတယ်ကက်လျက်ပဲဗျာဒီဟာကဘယ်လိုလဲ shopping center ပေါ့လေဒီက shopping center ဒီကြားထဲမှာ shopping center တစ်ခုပဲခြားတယ်ဒီဟက်ကြီးကိုလာရင်းနဲ့လေဒီနားငါးပြတိုက်ကိုတစ်ခါတည်းလာလို့ရတဲ့ပုံစံရှိတော့ပေါ့ဒီနားငါးပြတိုက်ကိုနည်းနည်းလေးခဏရှောက်သွားကြည့်အောင်ဒီနေ့ကကျွန်တော်ငါးပြတိုက်ကိုတော့မဝင်တော့ဘူးเนาะဒီနေ့တော့မှဒီဟက်ကြီးကိုစီမယ်ပြီးရင်ဒီဘက်ကဟိုဘက်နားလေးမှလာမသိဘူးဒီမှာနေဝင်စီးတောက်ကြည့်လို့နေရာလေးရှိတယ်လို့ပြောတယ်အဲ့ဘက်ကိုသွားမယ်
ဒီဟက်ကြီးပေါ်တက်ရလေည9နာရီလောက်တက်မှာပိုးပြီးတော့လေအဲ့လိုမျိုးဒီဟက်ကြီးကမီးအောင်နေနေဆိုတော့အကြမ်းမတော်တော်လေးကောင်းမဲ့ပုံစံရှိတယ်အဲ့ဒါကျွန်တော်ည6နာရီ9နာရီထိကိုစောင့်လိုက်အောင်ဒီနောက်ပတ်ဝန်းကျင်လိုက်ကြည့်ကြမယ်နော်ဟိုမှာအယုတ်ကလေးတွေနဲ့အယုတ်ကလေးနဲ့လှဆင်ထားတာလေနားလေးမှာအယုတ်ကလေးနဲ့လှဆင်ထားတာလေတော်လေးမိုက်တယ်ချစ်စရာလေးနော်ဇီယုံငှက်ပုံစံလေးငှက်ဟောလေးရုပ်လဲဒီမှာပင်ငွေးလေးပင်ငွေးလေးချစ်ဆိုတော့ဒါမှဘာငါလို့ခေါ်လဲဗျဒါဘာငါလို့ခေါ်လဲဒီငါနာမည်လည်းမသိဘူးဟိုလိတ်ကလေးနော်ဒါကဘယ်လိုလဲငါးပြတိုက်လက်မှတ်ဝယ်လို့ရတဲ့ဂိတ်ဖြစ်မနေတွေ့တယ်ဒီနောက်မှာပင်လေသတော်မျိုးဆိုဒီငါးပြတိုက်ဝင်ကြည့်အောင်2900ဖြစ်ပါတယ်လူကြီးဆိုရင်2900ပဲဒီရှင်းနာလေးကပင်လေပဲလေးခဏသွားကြည့်အောင်နော်ဝါဒီနောက်လေးမှာလူတွေနည်းနည်းအနားယူနေကြတယ်ရှိတယ်ဝါဒီကတော့တဖြည်းဖြည်းပဲပင်လေဘက်ဆိုတော့လေစိတ်ကန်းပုံဆိုတော့လေကတော့တဖြည်းဖြည်းပဲနော်ရှေ့မှာတင်မောတဲ့ရှိစိတ်ကန်းမိုက်ဒီလေးကောင်းနေတဲ့တော်တော်လေးရတယ်လူတွေပန်းဖြင်နေကြတယ်ဝါဓာတ်ပုံရိုက်ဖို့တော်တော်လေးကောင်းကဲပင်လေးကြီးကျွန်တော်ငေးကြည့်အောင်နော်ရှူငါးဖမ်းလေးပုံစံလွှဲနေအခုဆင်းလို့လည်းရအခုဆင်းလို့ရအောင်မယ်ဟာလေဟိုရှေ့ကကြောက်တထားကြီးကဒီမှာလှိုင်းနေခတ်မှာဆိုလို့လေသူကရှေ့ကကြောက်နေရကားထားတဲ့ပုံစံကြောက်နေတော်လေးကြီးရနော်မိုက်တယ်နေဝင်စီးတာလှနေဆိုတော့တော်လေးမိုက်တယ်ပုံစံရှိနောက်ကငါးပြတဲ့ကြီးကျွန်တော်အောက်ခဏလေးဆင်းကြည့်အောင်နော်ခဏမြင်ကြတဲ့အောက်ကိုဆင်းမယ်ဝါဒီမှာဓာတ်ပုံတက်ဆရာသမားကြီးအများကြီးပဲတက်ဆရာကြီးနဲ့နိုင်ငံကလေအဲ့လိုမျိုးပင်လယ်ဝင်းရံနေတဲ့နိုင်ငံဆိုတော့လေပင်လယ်ကတော့မတွေ့ကြည့်မလဲတွေ့နေရတယ်ဟိုနေရှိတယ်မတင်မတင်လာတယ်ဝါမိုက်တယ်ပင်လေဆိုတော့လေတဖြည်းဖြည်းနဲ့တော်တော်လေးမိုက်တယ်ဟာရှင်းပါတင်မောလေးလာဒါပျော်စီးတင်မောဗျာဖြစ်မယ်ပျော်စီးတင်မောရေတူမပုံနဲ့ရေတူဒီရှက်တင်မောတော်တော်လေးကြီးတာကျွန်တော်အနားသွားကြည့်အောင်နော်ဒီကောင်ကြီးဆိုရင်ကျွန်တော်ဒီလောက်ကြီးတဲ့တင်မောမျိုးတော့ပြင်မှာတစ်ခါမှတော့မမြင်ဘူးဒီ
ဒီဗီဒီယိုထဲမှာနည်းနည်းလေးသိရင်သိလိမ့်မယ်ဒီမှာတော်တော်လေးကြည့်ဒီတင်မိုးကြီးခီးတယ်တင်တာလားခီးတယ်တင်တဲ့တင်မောမျိုးဖြစ်မယ်နေတွေ့တော့ခုကလေနေရာလေးဝင်တော့မှာဆိုတော့ကျွန်တော်တို့နေဝင်စီးတာကြည့်ဖို့ခင်ဗျာအဲ့ဒါနေဝင်စီးတာဒီကနေတော့ကြည့်လို့ရတယ်ဗျာဟိုဘက်ကကြည့်ရင်တော့ပိုးပြီးလှတဲ့ပုံစံမျိုးရှိတယ်တော့ကြာအဘက်ကိုခဏလေးသွားကြည့်မယ်ကျွန်တော်တို့လမ်းလျှောက်ရင်တော့ဘယ်နှမိနစ်လဲ2မိနစ်3မိနစ်ပဲလောက်လဲ2မိနစ်3မိနစ်လောက်ပဲအဲ့ဒါကဟိုဘက်မှာဟိုဘက်ကြည့်ရနေရဟိုဘက်မှာလည်းတွေ့တယ်အဘက်ကိုကျွန်တော်သွားကြမယ်ဒီနောက်လေးမှာတော့ဒီပဒီနာပတ်ဝန်းကျင်ကတော့ကြည့်ပါရေကတော့ပြားလဲနေတာအဲ့တင်မောတွေနေတင်မောအရင်တော့မကြည့်ဘူးနည်းနည်းဟိုလီတို့လေငါးဖမ်းဆက်လေးသေးသားလေးနေတူပါတယ်မမဟုတ်ရေတင်မောရေတင်မောလေးရှိတယ်ဒီမှာဒီချက်တော့ကြည့်မယ်သွားနေတော့ကျွန်တော်ဒီကနေတစ်ချောက်တက်မဗီဒီယိုလေးရိုက်သွားမှာပေါ့လေပင်လယ်ကမ်းဆက်မှာနေရတာတခုတော့ခေါင်းနေလေဘယ်လိုလဲမနက်မိုးလင်းလာလို့ပင်လယ်ကြီးကိုကြည့်ပြီးတော့ဘယ်လိုလဲလေပင်လင်းချင်းလေးနေပေါ်တော်တော်လေးမိုက်တယ်မရှိဒီနားလေးကတော့ငားမြလို့မရဘူးလို့လည်းရေးထားတယ်ငားမြလို့မရဒီနားလေးဟိုကတင်မောနဲ့တင်မောဒီနေထူးကြရနော်နေဝင်စီးတာတော့အဲ့လိုမျိုးနေထွက်တာလေးကြည်ဖို့လေးမှခုံလန်းလေးထားပြီးတာနေရလीဟောလောက်နောက်နာရီဝက်လောက်ဆိုရင်နိုင်ဝက်45မိနစ်လောက်ဆိုရင်ဝင်တော့မယ်နေဝင်တော့မယ်ပုံစံတော့ရှိတယ်ကျွန်တော်တို့စောင့်ပြီးတော့လေ့ကြည့်မယ်ပေါ့လေအိုဆာကငါးပြတိုက်ကတော့ဟိုဘက်ကြိုင်ခဲ့ပြီဒီဘက်နည်းနည်းလေးလမ်းလျှောက်လာလိုက်တာဒီကိုအများဆုံးလာလေကြတဲ့ခီးသွားတွေကနည်းနည်းနိုင်ငံခြားသားတော့များမယ်ခုနမြင်ခဲ့ရတဲ့ပုံစံတိုင်းဆိုရင်လေနိုင်ငံခြားသားနည်းနည်းများမယ်ဒီနောက်ကားပါခင်ဒီနောက်ကားပါနော်ဒီနောက်မှာ BMW ကားရှိုးလုံးရှိတာပဲဒီနောက်မှာဒီနောက်မှာတင်မောတစ်သင်းတော့ရှိတယ်ဒါပေမဲ့ပေါ်တက်လို့ရလားမလားပြီးမှကျွန်တော်နည်းနည်းမေးစမ်းကြည့်ပြီးတော့နည်းနည်းလေးပေါ်တက်လို့ရရင်တက်မှာပေါ့လေခုတော့မသိသေးဘူးရှင်းနေနေဆက်သွားကြည့်မယ်ကျောင်းသားတွေတော့အဲ့လိုဘုမတက်ပြီးလေးလာကြတာတွေ့တယ်တင်းဟော်ရမိုင်းနော်စကားတွေမှာတွေ့ဘူးတဲ့တင်မော်လေးလာချက်မေးကြည့်လိုက်အောင်နော်ဒီဝင်လို့ရတာမဝင်လို့ရတာမသိသေးဘူးချက်မေးကြည့်လိုက်ဟိုရပြီပေါ်တက်လို့ရတယ်ဒီတက်မှာဒီတင်မောပေါ်တော့မရောက်ဘူးသေးဘူး။အားလေးရှိနေနည်းနည်းဆက်ဆွကြည့်မယ်။ဝါတန်လုံးရတော်တော်ကြီး။တန်လုံးတော်ကြီး။ယို။ဘာဖြစ်လဲ။ကျိုးပေါင်းမြောင်များတာပုံမှာ။မိုက်တယ်။ဖီရတော့မိုက်တယ်ဖီရတော့နေလို့ထင်တယ်သွားကောင်းပဲအောက်မှာနည်းနည်းကြည့်မယ်ဝါအိုးအောက်မှာရေးရမလားထိတ်ဆုံးခဏပါတင်လေထိတ်ဆုံးခဏပါကြည့်ဝါ
လေးတစ်ဆုံးရောက်နေမိုက်ဒီနေ့တော့ရမ်းမိုက်ဒီတော့ဖမ်းမှာတော့မရှိဘူးကျိုးတွေများစွာပဲအပေါ်မှာချက်စပယ်တွေမှာတက်စီရတယ်အများကြီးနင်းချုံးရည်တွေအများကြီးဒီကဒါကျွန်တော်တို့နိုင်ငံခြားသင်္ဘောနဲ့သင်္ဘောပုံနဲ့ဖြစ်တယ်ဟုတ်ရလားနိုင်ငံခြားပုံနဲ့ဖြစ်သင်္ဘောရောက်နေတာဒီမှာအသက်ကယ်ပုံစံတင်မော်လီယူကရိန်းနဲ့တူတယ်ယူကရိန်းတင်မော်နဲ့တူတယ်ယူကရိန်းလားအဲ့ဒါလည်းကျွန်တော်တခြားမသိဘူးနော်ဒါယူကရိန်းလမ်းနဲ့တူတယ်ဝါအာမဟုတ်ဗျာကျွန်တော်ခုနသွားခဲ့တာကဘယ်လိုလဲတင်မောရဲ့နောက်ဖျားပိုင်းဖြစ်မယ်ဒီမှာကတင်မောထိပ်ဦးပိုင်းဗျာတင်မောထိပ်ဦးအတင်မောထိပ်ဦးပိုင်းတော့အဲ့ဒီပိုင်းတော့လှည့်တယ်နေဒီမိုက်တယ်ဝါကျွန်တော်ပိုင်းတော့ကပရင်ဖြစ်ပါပြီဒီဘောခဏတက်ကြည့်မယ်ဝါဘယ်လိုလဲမသိလေကအဲ့ဒီလေကတက်ရဆင်ပြေလို့လေကတက်ရဆင်ပြေလေကတက်ဆင်ပြေဘာလို့ရှိမလဲအဲ့ဒါအတမထိတ်ချုပ်ကနေတူပါတယ်မဟုတ်ဗျာခုနပိုင်းလောက်ကင်တဲ့နေရာမှာခုနကျွန်တော်ထိဆုံးသွားတာဒီမှာတင်မောထိတ်ချုပ်ကနေတူပါတယ်အဲ့တင်မောဒီကပရင်ထိတ်ချုပ်ကနေနေဝင်ချင်ဝါတကယ်ကလာတဲ့ဆုံးနော်ရေဒီယိုကြီးယူကရိန်းမှာသာနဲ့ဝင်ရေးထားတာဆိုတော့ရှောင်းနာလို့โอเคပြန်ဆင်းတော့နော်ယူကရိန်းနဲ့သူတို့ရဲ့ကိုယ်ဝယ်လာတာပါလားပြန်ဆင်းတော့မယ်ခင်ဗျာဟိုကတော့ပြန်ဆင်းလာဆက်စစ်ကြည့်အောင်ခင်ဗျာဘယ်ဘက်နဲ့ပတ်သွားမှရမယ်လေတွေ့ဒီဘက်ကနေပတ်သွားနော်နေရဝင်တော့မယ်ဟိုမှာတရားကြီးတစ်စင်းရှိသေးတယ်ဗျအဲ့တရားတော့ကျွန်တော်လည်းမသိဘူးတရားလိုက်လို့မသိဒီဘက်ကတော့ကြည့်မယ်နော်ဟိုတင်မွေးသွားနေအဲ့ဒီပင်လယ်ကမ်းဆိုလေအတူကြီးပဲတိုက်ဆိုတော့အဲ့မှာလူနေဝင်အောင်ကြည့်ဖို့လူနည်းနည်းလေးတော့ရှိတယ်လူနည်းနည်းချင်းတော့ရှိဝါဟာအေးမဲမလေးနဲ့မိုက်နေချင်းတရားလေးနေကဟိုလောက်ဆိုဝင်တော့မှာ15မိနစ်လောက်ဆိုရင်ဝင်တော့မယ်လေဒီဝင်လာလေးထိုင်ဆောင်ကြမှာခင်ဗျာဒီမော်ရေးလိုက်လုံးမှာကြည့်ပါရေးလိုက်လုံးဆက်စီတဲ့ဘုံလေးခဏရမယ်နော်
တာလေးကိုတူတူကြည့်ကြမယ်ခင်ဗျာနေရလေတိန်းနေဖုံးနေတော့နေဟိုလေနေအဝင်ဆုံးထိမမြင်လဲအောင်ကျွန်တော်တို့ရဟတ်ပြန်စီးကြမယ်ခင်ဗျာဒီညာလဲညဆိုတော့လေမီးအောင်ကဟိုရဟတ်ပေါ်မှာမီးအောင်မီးကတော်တော်လေးထိန်နေပြီဆိုတော့ကျွန်တော်တို့ပြန်ကြည့်ကြမှာခင်ဗျာကိုနည်းနည်းလေးမှောင်လာတော့လေအမှာရဟတ်ပေါ်မှာဒီမှာမီးအောင်ဆုံးနေတယ်မီးလေးထွန်းနေပြီတော်လေးလာရပြောရမယ်โอเคကျွန်တော်တို့အပေါ်တက်ဖို့စလုပ်လိုက်ရအောင်ဒီမှာကျွန်တော်ဒီမှာလက်မှတ်ဝယ်ပြီးတော့အပေါ်တက်ဖို့ပေါ်တက်ရမှာပေါ့ဒီလက်မှတ်ဘယ်လောက်လဲဆိုတော့ကျိုးစုံစမ်းထားတာတော့လေလက်မှတ်ကရန်900ကျပါတယ်မြို့အပေါ်တက်အောင်ခင်ဗျာဒါကလေကျွန်တော်ရဲ့အမြင့်ကနေတက်တာတော့ပထမဆုံးချိန်တော့မဟုတ်ဘူးအမြင့်နေပါနည်းနည်းတော့တက်ဖို့လို့ပေါ့ဒီရဟတ်တော့မသိဘူးရက်စီးတာကပထမဆုံးအချိန်လက်မှတ်ဝယ်လိုက်ပါဦးခင်ဗျာโอเคကျွန်တော်လက်မှတ်ရလာပြီခင်ဗျာလက်မှတ်ကောက်တယ်ရန်900ကျပါတယ်ဒီဟိုတက်ဖို့လက်မှတ်ရလာဒီကောင်ကအပေါ်3မှာရှိတယ်ဒီဟက်ကြီးကိုစီးပွား3မှာပေါ့လေခုနဟိုလေလက်မှတ်ဝယ်က2လွှာပေါ့ရလိုက်ခင်ဗျာโอเคသွားအောင်နော်ဟုတ်တယ်ကဘာအကြီးဆုံးပြစ်ခဲ့တယ်သူရေးထားတယ်ဒီမှာကျွန်တော်ရှင်းပါမှာအရေးကြီးကလဲနေတဲ့ပုံစံလဲရတော့ဖြည်းဖြည်းလေးလဲတာပါသူကလေစီးတဲ့ရင်မှာက2မျိုးရှိတယ်ခုနလေစီးတဲ့ရင်မှာလေဟောက်ထီမြင်ရတဲ့အဲ့လိုရင်ရယ်မမြင်ရတဲ့ရင်2မျိုးရှိတယ်အခုကကျွန်တော်အောက်ကိုမြင်ရတဲ့ရင်စီးကိုစောက်တာမိနစ်20လောက်တော့ကြာပါမယ်ရှေ့မှာကဘယ်နှစ်ယောက်လောက်ရှိသေးလဲ15ယောက်လောက်ရှိတယ်ကြာခင်ကျွန်တော်လက်ရောက်တော့မှနည်းနည်းလေးတော့စင်မှုကဆေးလို့ရှာတယ်ရှေ့မှာဟောလောက်ပဲရှိရော9ယောက်လောက်ပဲရှိရောLet's go ကျွန်တော်လည်းရောက်ပြီခင်ဗျာကဲစီးကွာ喂နောက်ရောက်လာခဲ့ပြီကွာအောက်ကိုမြင်နေရတယ်ကြည့်လိုက်ကွာမောတော့စောင့်နေရတော့မောတယ်စောင့်နေရတော့မောနေတာကဲကြည့်လိုက်အောင်နော်ကြော်ရည်စီပဲကြော်ရည်စီပဲအောက်မြင်နေရတယ်ကဲရောက်လာခဲ့ပြီညာကဲကျွန်တော်နဲ့တူအပေါ်ဒီကနေကြည့်လိုက်ရအောင်ပြေးပြေးနေတော့ပေါ်တက်လာတယ်။အိုးဘာဒရိုင်းလမ်းမြင်နေရတယ်။ဒရိုင်းလမ်းမြင်နေရတယ်။ဒီမှာရှေ့မှာတင်မော်ကြီးဒီတင်မော်ကလေပန်းဒီတင်မော်ပဲတင်မော်တင်မော်ကြီးကတော့တော်တော်ကြီးတယ်ဒီတင်မော်နဲ့လာတယ်ဝါဘောတော့နေကြည့်ရတယ်ဒီနေ့တော့မိုက်ရက်သွားမရမကြည့်ရဘူးမရတရားလေးကြည့်ပြီးတော့အိုးငါမီးအောင်တော့လည်းဟမ်းနေတယ်
လုံးဝကြောက်ကြတော့မပေါင်းပါဘူးအကူမြင်နေရပြန်တယ်လေအကူမြင်နေရအရင်တော့မြင်နေအောင်နည်းနည်းဝါလာတယ်နောက်ပါကြနော်ဒီမောင်โอ้โหလေးအောက်လည်းမင်းရတာရဲကမပြောကျွန်တော်တစ်ချိန်ဆုံးရောက်တော့မယ်ဒီတော့ရောက်နည်းနည်းလိုလေးနည်းနည်းလိုလေးအေးလုံးပနာရတယ်နည်းနည်းချမ်းအောင်ချမ်းရတယ်ဝါအေးဒီပြင်းနဲ့ပေါ်ရောက်တော့ငါကတည်းကမှသေးသေးလေးပဲရှိတော့ဒီတင်မောလိုက်ကြည့်အောင်တင်မောမမိုက်ဘူးလားလူတွေပန်းဖြေနေကြတယ်ပြောပါတယ်တင်မောညဘက်ကြည့်တော့တော်တော်လေးလှတယ်။တခါကြီးကိုကြည့်ပါဦး။တခါကြီးကမြင်အောင်လုပ်နေတယ်။လှတယ်။ဟိုကတော့မီးရပြအောင်ပြစ်တယ်။ဟိုမှာပန်းကြံပေါ်တယ်ဒီတော့စီးစင်းလေးနေတယ်ပန်းကြံဒီမော်လေဟုတ်ကမလေရင်ခွင်းမှာပါတယ်ကျွန်တော်လမ်းမြင်နေလေရင်ခွင်းမှာပါဒီမြင်နေတဲ့ data ကြီးရလေတော်တော်လေးရှည်တယ်ပြောရမယ်ကျွန်တော်နည်းနည်းဖတ်ဖို့လိုက်တာလေဒီ data ကြီးကကဘာမှရှည်ဆုံး data ထဲမှာပါတယ်လို့တော့ဖတ်လိုက်ရတာပဲဒါကြီးတော်တော်လေးရှည်ဟိုကနေဟိုရဟိုကျွန်တော်လာခဲ့တဲ့အိုဆာကာကနေပြီးတော့ဒီဘက်ဟိုကမှာပါကျွန်တော်ရင်တစ်ခါဗီဒီယိုရိုက်ပြီးတဲ့တာဝါတိုင်းအဲ့တရားကြီးကြီးကနေပြီလေတန်းလုံးဆက်သွားရတာကအိုးတော်လေးရှိတယ်တော့ပြန်မှဆောက်ခဲ့မှာပဲဒီတရားယူအော်ကျွန်တော်ဘောဆုံးထိတော့ကျွန်တော်ဘောဆုံးထိတော့မရောက်သေးဘူးပေါ့ဘောဆုံးထိတော့မရောက်တော့ဘယ်လိုဆက်လဲ
ခွက်ကျွန်တော်ထိဆုံးလို့ရောက်သွားတယ်ထိဆုံးပါထိဆုံးရောက်တယ်သူချင်းချင်းရဲတော့မခံသားဘူးကျွန်တော်ကလည်းဒီတော့အမြင့်တက်တဲ့အတွေ့အကြုံရှိရတယ်ကျွန်တော်ကရင်တော့ခုနတီးကာလာတော့ရင်တော်တော့ခုရရင်မတင်တော့ဒီစိတ်ဖြစ်တော့ရရှိနေတာတော့ဒီမှာ就对症冇咧，对症都不为他，你知道没？攞埋嚟，或者我後邊先嚟我哋。ก็เอาเปลี่ยนยักษ์ฝั่งนี้อีกไหมนะเอาเปลี่ยนยักษ์ก่อนเอาเปลี่ยนยักษ์ละครับไม่เดี๋ยวเสียเราเลยไม่ดีအဲ့မဲ့ကျွန်တော်ကမစည်းခင်လေးပဲနည်းနည်းလေးရက်တော့ဘိုးရောက်တော့ရေးစေးဖြစ်တော့အဖြစ်ဒီကတော့အတွေ့အကြုံလို့လေအားလုံးမျိုးဆိုတော့မိုက်ပါတယ်အားလုံးပဲဒီနေ့ကျွန်တော်တို့အတူတူပေါ့လေဒီဂျပန်မှာရှိတဲ့နေဝင်စည်းသာရဲ့အလှကိုလည်းကျွန်တော်တို့အတူတူကြည့်ခဲ့ကြတယ်ပြီးတော့နောက်မှမြင်နေရတဲ့ကျွန်တော်တို့ဒီတာဝါကြီးကိုလည်းအတူတူတက်ခဲ့ကြတယ်ပေါ့လေဒီနေ့လေစိတ်လှရှားပွဲတွေ့ကြုံတစ်တစ်ခုကိုရရှိခဲ့ပါတယ်ခင်ဗျာအားလုံးပဲဒီနေ့ဗီဒီယိုလေးကလည်းနည်းနည်းရှည်သွားပြီဖြစ်တဲ့အတွက်ဗီဒီယိုလေးတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ခင်ဗျာနောက်ဗီဒီယိုလေးတွေမှာအတူတူပြန်လဲဆုံတွေ့ကြမှာခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်